င်္ဂလာပါရှင်ဗမာတိုင်းကြားပါရာဖြင့်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာတွေကတော့စစ်ကောင်စီတပ်မှပေါ်တာဆွဲခေါ်ဆောင်သွားတဲ့ပြည်သူတွေပြန်လည်လွတ်မြောက်လာတဲ့တဲ့နဲ့စစ်တုံးစစ်ဆောင်ပြည်သူတွေကိုစခန်းတွင်းမှပြန်ပြီးဖြစ်ကြောင်းစီရင်ထည့်ခိုင်းတဲ့တဲ့တွေကိုကျွန်မမွန်းကြမှာတင်ဆက်ပေးကြပါမယ်စစ်တုံးစစ်ဆောင်ပြည်သူတွေကိုစစ်ကောင်စီတပ်မှကိုနေရတို့အမြန်ပြန်ဖို့ဖိအားပေးပြောဆိုပြီးနောက်စစ်ဆောင်စခန်းမှာပြန်ပြီးဆိုတဲ့စီရင်ပေးထိခိုင်းကြောင်းစစ်တုံးပြည်သူတွေထမှသိရှိရပါတယ်။ကမ်ပိုင်တီစစ်ကြောင်းမှုမှာစစ်တုံးစစ်ဆောင်ပြည်သူတွေကိုစခန်းတွင်းမှာအမြန်ပြန်ဖို့ဖိအားပေးပြောဆိုချင်းချောက်မှုတွေပြုလုပ်နေတာဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့နောက်ဆုံးထားပြီးစခန်းတွင်းမှာအမြန်ဆုံးပြန်ဖို့အထိပြောဆိုချင်းချောက်မှုတွေရှိကြောင်းလည်းသိရပါတယ်။စစ်ဆောင်ပြည်သူတွေဟာကိုကျေးရွာတော်အမြန်ပြန်ဖို့တက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ညှိနှိုင်းပြီးလူမှုကူညီရေးဖွဲ့စည်းတွေရဲ့အကူအညီနဲ့နေရပြန်ဖို့နေအိမ်ဆောက်လုပ်နေတာဖြစ်ပြီးချက်ချင်းပြန်ဖို့အစမပြေတဲ့အချိန်စစ်ကောင်စီတပ်မှအတင်းအကျပ်ပြောဆိုလာတာဖြစ်ကြောင်းစတုံးဒေတာစစ်ဆောင်တို့ကပြောပါတယ်။看见你在哇，人家安全在高中啊的，一般人这种的钱啊，他都要去进来的。那个安全的在你在中啊，中中啊，安全的在呀，这个哇，才能到军党的，才能到什么？才能完全才能啊，才能正常的，才能哇，才能到军党的，才能到什么？၎င်းစစ်ဆောင်စခန်းမှာလက်ဖိုင်မောင်ရှန်လူကြီးကော်နာလက်ကြောင်လက်မြောင်ငေါ်လောင်ကျေးရွာခနုခုမှာအိမ်ထောင်စု35စုနေထိုင်တာဖြစ်ပြီးယခုချိန်စခန်းအနီးစစ်ကောင်စီတပ်မှစကန်ချနေထိုင်နေတာကြောင့်တိုက်ပွဲဖြစ်ပွားလာပြီးစစ်ဆောင်ပြည်သူတွေကိုထိခိုက်မှုတွေရှိလာမှာကိုလည်းပြည်သူများစိုးရိမ်နေကြကြောင်းသိရပါတယ်ရှင်ဖကံဘမစင်လာတဲ့စစ်ကောင်စီတပ်ခမာယာ17ခလာယာ40နဲ့ပူပေါင်းတပ်ဖွဲ့ကပေါ်တာဆွဲခေါ်ဆောင်သွားတဲ့ပြည်သူ24ဦးပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရပါတယ်။အဆိုပါဖမ်းဆီးခံရပြည်သူများမှာစစ်ကောင်စီတပ်မှနိုဝင်ဘာလ30ရက်နေ့ညကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးဖမ်းဆီးခံရတဲ့9ရက်နေ့မြောက်မှာပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်မှအခုလိုပြစ်မဲ့ပြည်သူတွေကိုလူကြားတိုင်းအဖြစ်ပေါ်တာဆွဲခေါ်ဆောင်သွားတာကြောင့်၎င်းဒေသရှိကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ဘာရာရေးဆိုင်ရာအတင်းတော်မှတင်အုပ်ဆရာများကလည်းစစ်ကောင်စီတပ်အရာရှိများနဲ့တွားရောက်တွေ့ဆုံမှုရှိခဲ့ပေမဲ့တချို့ကတော့ပြန်လည်လွတ်ပေးပြီးဒေသခံ24ဦးကပြန်လည်လွတ်မြောက်လာခြင်းမရှိတာကြောင့် Peace Talk Creation Group PCG အဖွဲ့မှမပခါတို့တွားရောက်တွေ့ဆုံညှိနှိုင်းဆွေးနွေးရမှာပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်မှဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေဟာဖကလန်တလျှောက်ရှိကျေးရွာမှပြည်သူများနဲ့ကားသမားများဖြစ်ပြီး၎င်းထဲမှာဘာသာရေးဆရာများ၊ကျောင်းသားများ၊ကျောင်းဆရာမများလေလောက်ကြတောက်သူတွေလည်းပါဝင်တာဖြစ်ပြီးစစ်ကောင်စီတပ်မှနောက်ထပ်ပြည်သူတွေကိုအပြစ်မဲ့ဖမ်းဆီးမှုတွေရှိလာမည်ကိုလည်းစိုးရိမ်နေကြကြောင်းသိရပါတယ်ရှင်။ဗမာတိုင်းကြားပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းရွှေလန်းချမိကြပါစေရှင်။